မှာတိုက်ပွဲပြောဒီ2025ခုနလပိုင်း2ရက်နေ့မှာကျွန်တော်တို့ဒီစစ်ချောင်းနဲ့ဗလက်ချောင်းကြီးအောင်ရောက်ရှိသွားရပေါ့အဲ့လိုမျိုးရောက်ရှိသွားတဲ့အချိန်မှာဒီကျန်းဖက်လက်နက်ကိုင်တွေရွာထဲဝင်လာပြီးကျွန်တော်တို့အသက်အရွယ်ယောက်ျားလေးတွေကိုသူတို့ဝေယဝိစာခိုင်းဖို့နဲ့သူတို့ဖွဲ့တဲ့ဝင်ဖို့ဆိုပြီးတော့သူတို့ခေါ်ဆောင်သွားရပေါ့ဒီရန်အောင်မှာပြန်ပြီးနေလို့ရပြီးပြန်မယ်ဆိုတော့သူတို့စခန်းတွေကိုတည်နေတာတရားဒီတော့ကျွန်တော်တို့ကသူတို့ခိုင်းတာတွေလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်တက်ဘက်ကတည်လို့ရှိရင်ကျွန်တော်တို့ဖမ်းပြီးတော့နှိမ့်ဆက်မယ်အဲ့လိုမျိုးပြောကြတော့ကျွန်တော်အမှဆက်ပြီးနေခဲ့ရတယ်ပေါ့ကြားလာတော့လူတွေခွဲကြလာတယ်လုပ်ဆိုလို့ရှိရင်ကျွန်တော်တို့ပဲလုပ်ကြတယ်တင်းဆိုလည်းကျွန်တော်တို့ပဲစောင့်ရတယ်ပြောမှဆုံးမရှိလို့ရှိရင်ကျွန်တော်တို့နှိမ့်ဆက်ခံရတယ်ပေါ့ပြည်သူတွေကိုဥပဒေမဲ့ဆိုတာဖမ်းတယ်ပြီးလို့သူနှိမ့်ဆက်တယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒီမိဘတွေစီနဲ့အဆက်အသွယ်လည်းမရဘူးမိဘတွေလည်းအဆက်အသွယ်မလုပ်ခိုင်းဖုန်းတွေဆိုလို့ရှိရင်လည်းတင်ထားတယ်အဲကြောင့်မို့ကျွန်တော်မိဘတွေလည်းပြန်နေခြင်းနဲ့မြို့ပေါ်မှာစားတငယ်ချင်းတွေပြောနေတာမျိုးလို့ရှိရင်ကျွန်တော်တို့အားကြမိတယ်ပေါ့နော်ပြီးတော့လူလွတ်လပ်လပ်လည်းနေခြင်းနဲ့ဥပဒေပေါင်းတွင်မှာစီးတဲ့ကြလည်းပြန်လည်းနေခြင်းတာကြောင့်မို့ကျွန်တော်တို့လေးယောက်တိုင်နေပြီးတော့ခွဲထဲမှာပြာအကောင်းဆုံးဆိုတဲ့လက်နက်တွေယူဆောင်ပြီးတော့တက်မတော်တိုင်းအလင်းဝင်ရောက်လာပေါ့တက်မတော်တိုင်းအလင်းဝင်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တက်မတော်ဘက်ကနေပြီးကျွန်တော်တို့နှိမ့်ဆက်မင်းများတာမရှိတဲ့အပြင်အခုလိုမျိုးနည်းနည်းကြိုးဆိုတဲ့အတွက်ကျွန်တော်တို့အတိုင်းမတီဝမ်းတာနဲ့ပြီးတော့ PDF ထဲမှာရှိတဲ့ညီကိုတွေလည်းပြောချင်တာတက်မတော်ထံအလင်းဝင်မှာတက်မတော်ဘက်မှာလည်းလူထုကလက်ကမ်းကြိုးဆိုနေပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီနေ့